Okay ခင်ဗျာသူများရှိမှအလုံးလုံးနေတယ်ဆိုရင်ခင်ဗျာလို့ရှိရင်ခင်ဗျာမနက်9နာရီအရောက်လာဆိုခင်ဗျာလာတယ်ညနေမိုးချုံမှပြန်ဆိုခင်ဗျာမိုးချုံမှပြန်တယ်ဒီအချိန်မှာဒါပြီးအောင်လုပ်ဆိုခင်ဗျာလုပ်တယ်ဒါပေမဲ့ခင်ဗျာဘွားကြီးအတွက်တကူလုံးမယ်လို့ခင်ဗျာတတ်မှတ်ပြီးရင်ဘာကြောင့်မလုပ်တာခင်ဗျာကျမ်းမာရေးတော့ workout လုပ်မယ်လို့ဆုံးဖြတ်ပြီးခင်ဗျာဘာကြောင့်မလုပ်တာလဲကျွန်တော်သဘောပေါက်တယ်ကျွန်တော်တို့ဒီဘောစီတွေမဟုတ်ဘူးတာမန်လူတန်းသားတွေဘဝရက်တည်ဖို့အတွက်9 to 5အလုပ်အများစုလူငယ်တွေလုပ်ကြအဲ့ဒီတော့ကျွန်တော်မ blame ဘူးကျွန်တော်လေးစားတယ်တမန်အာစီကရှာစားနေရဒါပေမဲ့ခင်ဗျားဘဝကိုဒီပတ်စံနဲ့ပဲခင်ဗျားတန်ဖိုးပြမှာခင်ဗျားဘဝဒါနဲ့ပဲ9 to 5ပဲလားကျန်တဲ့အချိန်တွေခင်ဗျားဘာလုပ်လဲကိုယ့်ရဲ့ personal development professional development ကိုကျမ်းမာရေးတို့အချိန်မပေးနိုင်ဘူးလားသူများလက်ညှိုးထိုးခိုင်းမှဒီတေးသေးဖွယ်ဖွယ်လေးတွေပေးပြီးခင်ဗျားကိုခိုင်းမှသူများရဲ့ empire ကိုခင်ဗျားဘဝကြီးပေးပြီးတည်ဆောက်နေပါလားထာဝရသူများရဲ့အနောက်ကလိုက်နေပါလားလူငယ်အများစုလမ်းလွဲနေတာကျွန်တော်မြင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအီအောင်ဝါလုပ်ခဲ့တယ်နှစ်20ကျော်ဒီနေ့ကျွန်တော်အသက်40ကျော်မှကျွန်တော်ဒါမြင်လာတယ်မြင်လာတဲ့အတွက်ကျွန်တော်ဗီဒီယိုကြည့်တဲ့ fan follower ညီကိုတွေအတွက်ကျွန်တော်ဒီ topic လေးလုပ်ပြီး awareness ရစေချင်တာတွေးစရာတစ်ခုရရင် yes လို့မှတ်ပေးပါအရေးပါတာအရာပေးပါ all the best ပါ